သူကရန်ကြီးတာပေါ့ဒါသူဂီတစာသူတော့ပြောလို့ရတယ်ဗျာကိုလိုငယ်တော့သူ့ရဲ့တချင်းလေးနဲ့ကြီးပင်းခဲ့ရတာတကယ်ကြီး6နာရီတော့ထိုးပြီးပါဘူးလေဆိုအဲ့လိုပေါ့သူ့အတားလည်းထူးကြတယ်လို့သူတချင်းတွေကလည်းကိုလိုရုပ်ရှင်တချင်းတော်တော်များများသူတချင်းတွေများတယ်ဒီနေ့ဆိုရှင်ပြတဲ့အားလုံးသိပြီးသားနေပါမှာအခုဆုံးသွားပြီဆိုတာကြားလိုက်ရတော့ဒီနေ့မှတော့ကိုမကောင်းရှော့ပြသွားတယ်ကိုတို့လေးစားခဲ့တဲ့လူတွေဖြစ်တယ်အဲ့တော့ကအဲ့လိုနေမကောင်းဖြစ်တော့မသိလိုက်ရတာရှင်ထဲမှာပို့ပြီးတော့စိတ်ကြီးခိုက်တာပေါ့နော်ထရိုးရတွေအများများနေတော့လေအဲ့ဒါမယုံသေးဘူးပေါ့နော်တော့အခုမှတကယ်ပုံနေပါတက်လာပြီးကြည့်လိုက်တော့မှဟာတကယ်ကြီးပဲလို့တကယ်စိတ်မကောင်းဖြစ်တာနော်ကိုကြီးမိမရဲ့ပုံပေါ်မှာကောင်းမွန်သောဆန္ဒနိုင်ပါသည်နောက်ဘဝမှာလည်းတန်တရားကြီးမှရှိနေခဲ့တယ်ဆိုလို့ရှိရင်ဒီတဲ့ကောင်းမွန်တဲ့ဘဝဒီတဲ့ပြောင်းလဲတဲ့အနုပညာရှင်တွေဒီတဲ့ perfect ဖြစ်တဲ့အနုပညာရှင်ကောင်းတဲ့ဖြစ်ပါသည်လို့ဆုမကောင်းတောင်းပေးပါတယ်ဤတဲ့မိမရဲ့ပုံကိုရောက်ပါစေလို့ဆုမကောင်းဖြစ်တာပို့တာပေးပါတယ်ပျော်ရွှင်စွာသူ့ရဲ့အုပ်ကူဖြူဖြူလေးကလေးတွေမှာ